Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျောင်းမြတ်ပညာကျောင်းမြတ်စကားကျွန်တော်ငယ်ငယ်ကကျောင်းမြတ်ပညာကျောင်းမြတ်စကားဆိုသိကြားခြင်းခဲ့တာပဲဘယ်သူကပဲကြောက်တဲ့အကြောင်းပြောကျောင်းမြတ်ပညာတွေအကြောင်းပြောကျွန်တော်ကနားထောင်တယ်နားဆွနေပေါ့မှတ်တာတယ်ဒါကျွန်တော်တို့ဝါဒနာပါတဲ့လူပဲအဲ့လိုပဲဂေါ်ကျိုးဆရာတွေကဂေါ်ကျိုးတွေအကြောင်းပြောရင်ကျွန်တော်နားထောင်တာပဲကြောက်တွေးဆရာတွေကသူတို့ကြောက်တွေတွေးတယ်ကြောက်တွေးယူဆတွေပြောရင်နားထောင်တယ်Monstrum ကျွမ်းကျင်တယ်မျောပေါ့ကျွန်တော်ကြောက်စတွေးတက်ခဲ့တာမျောတွေးနဲ့တက်ခဲ့တာဗျ Monstrum တွေးတာပေါ့Monstrum တွေမျောတွေတွေးတာကျွမ်းကျင်တဲ့လူကသူတို့တွေအဲ့ဒီမျောတွေအကြောင်းပြောရင်လည်းနားထောင်တာပဲကျွန်တော်တို့ကမှတ်သားတာပဲယူရီးယားသွားကြတယ်ယူရီးယားမီလိုင်းကနေပြန်လာတဲ့မီလိုင်းသမားတွေပြောရင်သူတို့အတွေ့အကြုံတွေကြောက်တွေအကြောင်းသူတို့ခရီးတွေအကြောင်းပြောလဲနားထောင်တာကျွန်တော်တကယ်ချင်းဆိုချင်းလိုင်းလုပ်တယ်ကြားကြီးချင်းလိုင်းသွားတယ်ချင်းလိုင်းဆိုတာကအုတ်ဖျားပေါ့လေနီလာပြူနီလာဝါအုတ်စုကိုမှသူကချင်းလိုင်းပေါ့ချင်းလိုင်းဆိုအိန္ဒိယကုန်တယ်တွေကဝယ်ထားပါအဲ့ဒါအိန္ဒိယထိလိုက်မသွားဈေးစကားကြောင့်လိုက်မသွားပဲနဲ့တမူးလောက်တင်စောင့်ပြီးမှသူကအိန္ဒိယကုန်တယ်နဲ့ကြောက်ရောင်းဝယ်လုပ်တယ်ပြီးရင်ငွေတွေပါတွေစောင့်ရင်လည်းခါ6လ9လထိကြာသွားချင်းလိုင်းအဲ့လိုနဲ့ချင်းလိုင်းလုပ်တဲ့တကယ်ချင်းတွေ့ကြုံချင်းလိုင်းတွေအကြောင်းလဲကျွန်တော်တို့ကနားထောင်တာပဲကျွန်တော်တို့တွေမိတ်ဆွေတွေစုံရင်ကြောက်အမျိုးစားတွေအမျိုးမျိုးအကြောင်းပြောပြီးပြောကြတယ်တယောက်ပြောတာတယောက်နားထောင်တယောက်ပြောတာနားထောင်ကြောက်မြတ်စကားကြောက်မြတ်ပညာဆိုတာတကယ်ပဲနားထောင်လို့ကောင်းပါတယ်တန်ဖိုးလည်းရှိတယ်ကျွန်တော်ကအမှန်ပြောရရင်ကျွန်တော်ကိုဆရာတင်ပြီးတော့ကြောက်မြတ်ကိုလက်ထက်တင်ခဲ့တာမျိုးမရှိပါဘူးအဲ့လိုပဲကျွန်တော်ကလေ့လာတယ်မှတ်သားတယ်တွေ့တဲ့နေရာကိုယ်တိုင်တွေ့တဲ့အတွေ့အကြုံတွေကိုလည်းမှတ်သားတယ်သူများတွေ့တဲ့အတွေ့အကြုံတွေကိုလည်းမှတ်သားဒီလိုနဲ့ပဲကျွန်တော်ကြောက်ပညာတက်အောင်တင်ခဲ့ရတာပေါ့ကြောက်ပညာဘယ်လောက်တက်လဲလို့ကြောက်ပညာတက်ခြင်းမတက်ခြင်းကငွေကြီးချမ်းသာခြင်းမချမ်းသာခြင်းနဲ့မဆိုင်ဘူးဗျဒါကျွန်တော်လည်းပြောခဲ့ဘူးပါတယ်နော်ကြောက်ပညာဘယ်လောက်ပဲတက်ဈေးကွက်ပညာတို့ရောင်းဝယ်ပညာတို့မှာကအားတာအောင်ပါလေကြောက်ပညာတစ်မျိုးတည်းနဲ့မရဘူးဆိုတဲ့အကြောင်းပြောပြတယ်ဆိုတော့ကြောက်မြတ်ပညာကြောက်မြတ်စကားကဘသူကပြောနားထောင်လို့ကောင်းတဲ့အမျိုးပါပဲကျွန်တော်ခင်မှာကတင်တန်းနေတက်ချင်ပေမဲ့တင်တန်းလည်းမရှိခဲ့ဘူးပေါ့လေအဲ့လိုရှိပါတယ်ပြီးတော့အခုခေတ်မှာကျတော့တကယ်ဝမ်းတာဖို့ကောင်းတာကကျောင်းမြတ်ပညာရှင်တွေမွေးထုတ်ပေးတဲ့တင်တန်းတွေရှိတယ်လေကျောင်းမြတ်ဗေဒနဲ့ပတ်သက်ပြီးကျောင်းမြတ်တင်တန်းတွေရှိတယ်အဲ့လိုပဲကျောက်ကုန်တွေမွေးထုတ်ပေးတဲ့ကျောက်ကုန်တွေတင်တန်းတွေရှိပါတယ်ဒါလည်းကောင်းပါတယ်ဘာမှမတတ်တာတဲ့စာရင်တော့တော်တော်ကောင်းတာပေါ့ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုဂေါ်ကျိုးဆရာရဲ့တနာကြီးလောက်သူစကားပြောတယ်ဂေါ်ကျိုးတွေအကြောင်းပြောတော့ကျွန်တော်ဘဝအတွက်အထောက်အကူပြုခဲ့တာဗျဂေါ်ကျိုးနဲ့ပတ်စံရှာခဲ့တဲ့ပတ်စံအများကြီးရခဲ့ပြီဟောဂေါ်ကျိုးဆရာကတနာကြီးပဲပြောတာဗျနော်အဲ့ဒါတော့ကျွန်တော်ဘဝမှာအထောက်အကူပြုတယ်ကျတော့တင်တန်းနေဖွင့်တဲ့လူတွေရှိတာကောင်းပါတယ်အဲ့ဒီတင်တန်းဖွင့်တာကိုပဲမကြိုက်တဲ့လူတွေရှိတာပဲမကောင်းတာဗျဟုတ်တယ်တင်တန်းဆိုတာကမုဒိတာပွားရမယ့်အလုပ်ဗျဒါကိုအဘိဇာပွားတဲ့လူတူရှိတာမကောင်းတာကျွန်တော်ကအရေးတဲ့ပရမအရေးတဲ့နဲ့ပတ်သက်ပြီးမှပန်းချန်ထာပွဲမှာပရမအရေးတဲ့လုပ်တဲ့အရှိပိုင်းကအကုန်လေကြီးသူပြောတဲ့စကားတွေကိုမှတ်သားထားဘူးတာနဲ့ပဲကျွန်တော်ပရမအရေးတဲ့ကိုစပြီးလုပ်တတ်တာသူပြောတဲ့စကားတွေမှတ်သားရင်လည်းပဲကျွန်တော်ကစိတ်ဝင်စားသွားတာဗျအရေးတဲ့ကိုအစဉ်အသက်ပရမအစီတဲ့လုပ်တတ်သွားတာပေါ့ဒါတွေကကြောက်မြတ်စကားကြောက်မြတ်ပညာဆိုတာကနားထောင်တဲ့နေမျိုးတွေပါပဲလေကျွန်တော်တင်တန်းဖွင့်နေ9ရက်ဆိုတော့တရက်3နာရီ21နာရီ21နာရီလုံးကကျွန်တော်ကကြောက်လောကမှာဖြတ်တန်းတော့မယ်ဆိုရင်မဖြစ်မနေအသုံးဝင်တယ်မဖြစ်မနေလိုက်နာကျင့်သုံးရမယ်ကြောက်ရီကြောက်သားတွေအကြောင်းတင်တာဗျကြောက်ရီတွေကဘယ်လိုရှိတယ်ကြောက်သားတွေအကြောင်းကဘယ်လိုရှိတယ်ဆိုတော့တင်တာလေလုံလောက်ပါတယ်လုံလောက်တယ်အခြေခံအတွက်လုံလောက်တယ်ကြောက်ပညာဆိုတာရော့အင့်ပြီးလို့တော့မရဘူးပေါ့ဗျာဒါပေမဲ့ကြောက်ပညာကိုထည့်ဖို့အတွက်လွယ်အိတ်လေးတွေရသွားတာပေါ့အဲ့လိုဆိုလိုတာပါဒါကကောင်းပါတယ်ကြောက်တင်တန်းဆိုတာဘသူကတင်ကောင်းတယ်ကျွန်တော်အမျိုးတွေကျွန်တော်တင်ပေးတယ်အဲ့လိုပဲတခြားတင်တန်းဖွင့်တဲ့ဆရာမတွေစီကျွန်တော်တားဖို့တောင်မှတခြားတင်တန်းကိုကျွန်တော်အမှစနေတကြအပ်ဖို့တောင်ကျွန်တော်အစီအစဉ်ရှိတဲ့လူလေကြောက်မြတ်ပညာကြောက်မြတ်စကားဆိုတာကြားကောင်းပါတယ်ဗျာအဲ့ဒါကိုပဲဒါကိုမုဒိတာမပွားပဲအဘိဇာပွားတဲ့ဟိုအမြဲပါပဲပွဲတိုင်းပွဲတစ်ခုဖြစ်တယ်ဆိုသူကအမြဲပါနေပြီတစ်ဖက်ကိုပြော blame တာပေါ့လေအဲ့လိုလူမျိုးတွေကတက်တက်ရှိတာဒါတိတ်ခေါင်းနဲ့ထဲလို့တော့မဟုတ်တာကျွန်တော်ကကြောက်မြတ်ပညာကြောက်မြတ်စကားဆိုတာကြားကောင်းတယ်ဆိုတဲ့အရာကိုပြောပြတာပါကျွန်တော်တင်တန်းဖွင့်လို့ဆိုလို့ချင်းမဟုတ်ပါဘူးကျွန်တော်တင်တန်းဖွင့်တော့လေအရန်ကြီးအတင်းကြီးပတ်စံရပါသေးအမျိုးတွေအများကြီးလာတက်ပါသေးဆိုလိုမျိုးမလုပ်ပါဘူးပုံမှန်ပါပဲကျွန်တော်လှုပ်ရှားရှိတဲ့လှုပ်လေးကိုပုံမှန်လှုပ်နိုင်တုံးလေးလှုပ်သွားတယ်ပေါ့ဒါပါပဲကျတော့
ကြောက်မြတ်ပညာကြောက်မြတ်စကားကောင်းပါတယ်တင်တန်းဒီကြောက်မြတ်ပညာရှင်တွေပဲမွေးထုတ်ကြောက်မြတ်ကြောက်ကုန်တွေကိုပဲမွေးထုတ်ဘယ်လိုတင်တန်းမဆိုကောင်းပါတယ်ကြောက်မြတ်ကဏ္ဍတွေဖွံ့ဖြိုးတိုးတက်လာတာကောင်းပါတယ်ကိုတော်ကလူတရားရှိတယ်ဆိုအခုချိန်လူ1000လောက်စိတ်ဝင်စားလောက်ကင်ကြတယ်ဆိုဒါကောင်းတဲ့အချက်ပဲလေကိုနိုင်ငံတရားစာသားထွက်တဲ့နိုင်ငံမှာတရားစာသားကိုအမိပြုပြီးအတက်မွေးဝမ်းကြောင်းပြုမဲ့လူတွေများလာလေကောင်းလာပါကောင်းလေပေါ့လေကျတော့ဒါဒီတတိယအချိန်ပြောရရင်မုဒိတာပွားရမယ့်အလုပ်ဖြစ်ပါတယ်အပိစ္ဆာပွားရမယ့်အလုပ်မဟုတ်ပါဘူးဗျာဟုတ်ကဲကျေးဇူးတင်ပါတယ်အားလုံးပဲ